Emmanuel လို့ခေါ်တဲ့ကလေးမလေးတယောက်ဟာသူမရဲ့အသက်12နှစ်ပြည့်မွေးနေ့ဖွဲ့မှာတောင်ကိုရီးယားနိုင်ငံက K-pop အဖွဲ့နဲ့ပတ်သက်တဲ့ပုံစံမျိုးနဲ့မွေးနေ့ပွဲကိုကျင်းပဆင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဖခင်ဖြစ်သူကတော့ K-pop ဆိုတာမသိဘဲနဲ့ကိုရီးယားအဖွဲ့ဆိုတဲ့စကားကိုသာနားလည်သဘောပေါက်ခဲ့တဲ့ပုံစံပါပဲ။အဲ့ဒါကြောင့် Emmanuel ရဲ့ဖခင်ဖြစ်သူဟာမြောက်ကိုရီးယားရဲ့ခေါင်းဆောင်ဖြစ်သူ Kim Jong Un ကိုပဲသူ့ရဲ့မျက်လုံးထဲမှာပြင်းပြင်းမိသွားပုံရပါတယ်။ဒီလိုနဲ့ Emmanuel ရဲ့မွေးနေ့ပွဲကျင်းပတဲ့အခါ Kim Jong Un ရဲ့ပြုံးနေပုံကိုသူသမီးရဲ့မွေးနေ့ပွဲအလဲတဲ့တီမှာမြောက်ကိုရီးယားအလံပုံပါတဲ့အနီရောင်မွေးနေ့ဦးထုံနဲ့အတူပုံညိတ်ထားပြီးတော့ပိုစတာပေါ်မှာပေါ်တူဂီဘာသာစကားနဲ့ Emmanuel 12 ANOS ဆိုပြီးစာရေးထားခဲ့ပေးလိုက်ပါရဲ့နောက်ပြီးတော့ Emmanuel ရဲ့မွေးနေ့ကိမ်းမုံပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကလည်း K-pop အဖွဲ့ဝင်တွေရဲ့ပုံအစားမြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့ Kim Jong Un ရဲ့ပုံတွေကိုဒါအသုံးပြုပေးထားခဲ့ပါတယ်။အသက်12နှစ်မွေးနေ့ရှင်ဖြစ်တဲ့ Emmanuel ဟာသူ့ရဲ့အနောက်မှာ Kim Jong Un ရဲ့ပိုစတာကြီးရှိနေပြီးတော့ K-pop အစားမြောက်ကိုရီးယားခေါင်းဆောင်ဖြစ်တဲ့ Kim Jong Un နဲ့ပတ်သက်တဲ့ပုံတွေနဲ့ပဲပတ်သက်နေတဲ့သူမရဲ့မွေးနေ့ပွဲကိုဖခင်ကအစီအစဉ်ပေးတဲ့အတွက်သူမရဲ့အဖေဖြစ်သူကိုကျေးဇူးတင်ရမယ့်အစားစိတ်ပြက်ပြီးအားမလို့အားမရဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။သူမဖခင်ရဲ့မျက်နှာမှာတော့ဒီပွဲကိုသူကိုယ်တိုင်စ조사အားထုတ်ပြီးစီစဉ်ပေးခဲ့ရတဲ့အတွက်ဂုဏ်ယူခြင်းနဲ့နေတဲ့အပြုံးမျိုးပြသနေပြီးသူ့ရဲ့အမားကိုယ်တောင်မတိတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။သတိမထားမိတဲ့ဟန်ဒါမှမဟုတ်ဒီလိုရေစရာကောင်းတဲ့အမားလွတ်လိုက်တဲ့အတွက်ပျော်နေတဲ့ဟန်မျိုးရှိနေပါတယ်။ Emmanuel ဖခင်ဖြစ်သူဟာဖခင်နဲ့သမီးကြားကနားလည်မှုလွဲနေလာကြောင်းလားဒါမှမဟုတ်သူမရဲ့ဖခင်ရဲ့ရည်ရွယ်ချက်ရှိနဲ့သူသမီးဖြစ်သူကိုနောက်ပြောင်ပြီးတော့မွေးနေ့ပွဲကျင်းပပေးခဲ့ရလားဆိုတာကိုအတိအကျမသိရပေမဲ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သည့်ရေပန်းစားသွားခဲ့တဲ့မွေးနေ့ပွဲလေးတစ်ခုထည့်သွားခဲ့ပါတယ်။ပရိသတ်ကတော့ Emmanuel ရဲ့ဖခင်ဖြစ်သူဟာ K-pop အဖွဲ့တွေကိုတကယ်ပဲမသိလို့လားဒါမှမဟုတ်သမီးဖြစ်သူကိုနောက်ပြောင်လေးကိုမွေးနေ့ပွဲကိုကျင်းပပေးခဲ့တာလားဆိုတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆိုတာကိုမှတ်ချက်လေးတွေရေးပေးခဲ့ကြပါအောင်နော်။